ဒီဗီဒီယိုကိုကြည့်နေတဲ့လူတွေထဲမှာတညတာလိုက်လွင်ပြီးတော့ဈေးရောက်ရင်1.5 ဘီလီယံလောက်ရအောင်ရှာနိုင်တဲ့သူတွေပါလာဒီလိုရှာနိုင်တဲ့သူတွေကတရုတ်ပြည်မှာတကယ်ရှိနေပါပြီအခုဆိုရင်ဒါတွေကိုအားကြလို့တရုတ်နိုင်ငံရဲ့နေရာတိုင်းမှာလိုက်လွင်ပြီးကားတဲ့သူကတချင်းဆိုတဲ့သူကဆိုနဲ့လိုက်လို့ကြရင်နဲ့သူတို့နိုင်ငံရဲ့ streaming platform ကြီးကပုံရိပ်ဆိုးတွေနဲ့ပြည့်နှက်နေပါပြီဒါဆိုရင်တရုတ်ပြည် streaming လောကရဲ့နောက်ွယ်မှာတခြားဘယ်လိုဖြစ်ရဆိုးတွေရှိနေနိုင်မလဲဆိုတဲ့အကြောင်းကိုပြပြပေးသွားမှာဖြစ်ပါတယ်အခုဗီဒီယိုထဲမှာတရုတ်ပြည် live streaming platform မှာဖြစ်နေတဲ့ streamer တွေရဲ့တနာစရာဖြစ်ရတဲ့အကြောင်းလူတွေကိုဖျက်ဆီးနေတဲ့တရုတ်ပြည် streaming app တွေအကြောင်းအချိန်တွေကြာလာတဲ့အမျှတဖြည်းဖြည်းပျက်စီးလာနေတဲ့လွဲမားတဲ့ social media အသုံးပြုပုံတွေအကြောင်းစတာတွေအပြင်တရုတ်ပြည် influencer လောကရဲ့အမောင်မဲ့ channel တွေအကြောင်းကိုပြပြပေးသွားမှာပါ။ကိတွေတဖြည်းဖြည်းပြောင်းလာပြီးတော့ internet တွေကိုကြည်ကြဲပြည့်ပြည့်သုံးလာရတာကကောင်းကျိုးတွေရှိသလိုဆိုးတဲ့အချက်တွေလည်းရှိပါတယ်။ဒီထဲမှာအဆိုးဆုံးကတော့တရုတ်နိုင်ငံရဲ့ streamer လောကပဲဖြစ်ပါတယ်။တရုတ်ရဲ့ live streaming platform တွေကဒေါ်လာဘီလီယံပေါင်းများစွာကိုတန်ကြေးရှိနေတဲ့နိုင်ငံရဲ့ digital စီးပွားရေးနယ်ပယ်ကြီးတစ်ခုပါ။အဲ့ဒီထဲမှာဖျော်ဖြေရေး e-commerce တခြား social media platform တွေလည်းပါပါတယ်။အဲ့ဒီထဲမှာတိုးရင်ခွိုက်ရှိုထောင်ပေါင်ဘီလီဘီလီနဲ့ဟိုးရလို့တရုတ်နာမည်ကြီး platform တွေပါပြီးတော့တခြား platform တွေလည်းအများကြီးရှိပါတယ်။တိုးရင်ဆိုရင်တရုတ်လူမျိုးတွေရဲ့ကိုယ်ပိုင်TikTokလို့တောင်မှပြောလို့ရပါတယ်။ပြီးတော့အဲ့ဒီ platform တွေထဲမှာတရုတ် streamer တွေက live လွှင့်ပြီးတော့တချင်းဆိုတာဈေးရောက်တာတွေအပြင်ကြည့်ရှုသူတွေနဲ့အပြန်အလှန်စကားပြောတာမျိုးတွေကပြတာမျိုးတွေအစုံလုံးလေးရှိကြပါတယ်။တရုတ်နိုင်ငံရဲ့ cyber security ကတခြားနိုင်ငံတွေနဲ့မတူဘဲနဲ့တင်းကျပ်တာကြောင့်ကျမတို့နိုင်ငံမှာဒီ platform တွေကိုသိရလူနေပေမဲ့သူတို့နိုင်ငံမှာတော့နိုင်ငံလူဦးရေရဲ့တဝက်နီးပါးလောက်ကအဲ့ဒီ platform တွေကိုသုံးကြပါတယ်။2024ခုနှစ်စစ်တမ်းတချို့မှာဆိုရင်တရုတ်နိုင်ငံရဲ့လူသန်း950လောက်ကဒီ platform တွေကိုသုံးကြတာဖြစ်ပါတယ်။ဒီပမာဏကမြန်မာနိုင်ငံလူဦးရေရဲ့12ဆကျော်နီးပါးရှိပါတယ်။ platform တွေကကြီးမားတဲ့လောက်လဲသူ့ရဲ့နောက်ကွယ်မှာကြောက်စရာအဖြစ်အပျက်တွေတနာစရာနဲ့လူတွေကိုအတုံးချခံဖြစ်ရတဲ့အဖြစ်အပျက်တွေလည်းအများဒီအကြောင်းကိုပထမဦးဆုံးအနေနဲ့အခုနောက်ပိုင်းနာမည်ကြီးလာနေတဲ့တရုတ်က influencer တွေရဲ့လမ်းပေါ်က live streaming တွေအကြောင်းကနေစပြီးတော့ပြောရပါမယ်။တရုတ်နိုင်ငံမှာညဘက်လမ်းလျှောက်ထွက်တဲ့အခါလမ်းမေး platform မှာထိုင်ပြီးတော့ live လွှင့်နေတဲ့ streamer တွေအများကြီးကိုတွေ့ရမှာပါ။ဒီအကြောင်းကနိုင်ငံတိုင်းကသတင်းမီဒီယာတွေမှာဖော်ပြခြင်းကိုခံနေရတဲ့အကြောင်းလေးဖြစ်ပါတယ်။ကျမကိုယ်တိုင်ကလည်း internet မှာမြင်စင်းကိုတော်တော်လေးအံ့ဩသွားခဲ့ရပါတယ်။အဲဒီ streamer တွေအကောင်လုံးကတရုတ်ရဲ့အေးခဲနေတဲ့ယာတီဥရုတွေကြားထဲကနေ live လွှင့်ပြီးတော့ပတ်စံရှာနေကြတာပါ။ပြီးတော့တရုတ်နှစ်ယောက်ထဲလည်းမဟုတ်ပါဘူး။အယောက်20-30လောက်ကအဲ့ဒီနေရာမှာထိုင်ပြီးတော့တချင်းဆိုတဲ့လူကဆို live ကိုကြည့်ရတဲ့လူတွေနဲ့စကားပြောနေတဲ့လူကပြောနေပါနောက်ထပ်ထူးဆန်းတာတစ်ခုကသူတို့တွေအကောင်လုံးကဖုန်းတစ်လုံးနဲ့ live လွှင့်နေတာမဟုတ်ပဲနဲ့တယောက်ကိုအနည်းဆုံးဖုန်းတစ်လုံးနဲ့ live လွှင့်နေကြတာပဲဖြစ်ပါတယ်ဒါဆိုရင်ဘာကြောင့်သူတို့တွေကညအချိန်မတော်ကြီးအေးကန်းနေတဲ့အချိန်မှာမှ live လွှင့်နေကြတာလဲခုနကကျမအပေါ်မှာပြောခဲ့သလိုပဲတရုတ်ပြည် live streaming platform ကရတဲ့ဝင်ငွေကတခြားအလုပ်တွေကနေရတဲ့ငွေထက်ကိုပိုပြီးများလို့ပဲဖြစ်ပါတယ်မျိုးလုံးနဲ့မြောင်ပြောရမယ်ဆိုရင် e-commerce လုပ်လို့ရတဲ့ site တွေမှာကုန်ပစ္စည်းအစုံကိုအယောင်းဝယ်လုပ်လို့ရပြီးတော့အဲ့ဒီထဲမှာအိမ်တွေကားတွေပါပါတယ်။တရုတ်ရဲ့နာမည်ကြီး influencer လီဂျာချီဆိုရင်သူ့ရဲ့တညစာလိုက်လွင်ပြီးတော့ဈေးရောင်းရတဲ့ဝင်ငွေက1.5 ဘီလီယံတောင်ဖြစ်ပါတယ်။ဒါကတညစာပဲရှိသေးရနော်။နောက်ထပ်ဖျော်ဖြေရေးပိုင်းမှာလည်းလိုက်လွင်ပြီးတော့တချင်းဆိုပြတဲ့သူတွေ gamer တွေ cosplayer တွေဆိုလို့ရှိရင်လည်းအင်တာနက်ကနေပြီးတော့တချို့သူတွေကပေးတဲ့ virtual gift တွေကနေတဆင့်ပတ်စံရကြတာပဲဖြစ်ပါတယ်။ virtual gift ဆိုတာကကျမတို့ Facebook သုံးလို့ရှိရင် live တွေကိုဝင်ကြည့်တဲ့အခါမှာတွေ့ရတဲ့ပတ်စံပေးပြီးဝယ်ရတဲ့ကြယ်လေးတွေကိုပြောတာပါ။ဟူရာဘီလီဘီလီနဲ့ YY တို့လို platform တွေမှာဆိုရင် rocket တစ်ခုလက်ဆောင်ပေးမယ်ဆိုရင်ဒေါ်လာ130တောင်တန်ကြီးရှိတာပါ။တချို့တွေကြတော့လေလက်ဆောင်လို့မပြောဘဲနဲ့လူရန်တာလို့ခေါ်ကြပါတယ်။ဒါတွေကတရုတ်ပြည်ရဲ့နေရာအနှံ့မှာ streamer တွေမြင်နေရတဲ့အကြောင်းရင်းတစ်ခုပဲဖြစ်ပါတယ်။ပြီးရင်နောက်တစ်ခုကနီးပညာပိုင်းမှာ streamer တွေက AI နီးပညာတွေကိုသုံးပြီးတော့မျက်နှာကိုလှအောင်ပြင်တာမျိုးတွေလုပ်ပြီးတော့လိုက်လွှင့်ကြတာပါဒီလိုမျိုးလှလှပပဝစ်စားပြီးလိုက်လွှင့်တာကတရုတ်ပြည်ရဲ့အထီးကျန်နေတဲ့အမျိုးသားတွေကြည့်ဖို့အတွက်ဆွဲဆောင်တဲ့နည်းတစ်ခုပဲဖြစ်ပါတယ်ဒီလိုမျိုးနီလန်းမောင်းဆောင်သုံးပြီးတော့ကြည့်ရတဲ့သူတွေစီကနေကျမခုနကပြောခဲ့တဲ့ virtual gift တွေကိုရတဲ့အခါမှာရမယ့်ပတ်စံတွေကြောင့်ပဲဖြစ်ပါတယ်ဒါပေမဲ့ live streaming ကနေရတဲ့ပတ်စံတိုင်းကို influencer တွေကမရကြပါဘူးသူတို့တွေအလုပ်လုပ်ကြတဲ့ company တွေကနေတဆင်ရကြတာဖြစ်ပြီးတော့တချို့ဆိုလို့ရှိရင်သူတို့တတ်မှတ်ထားတဲ့ viewer target ကိုမီတော့မှပဲပတ်စံရကြတာဖြစ်ပါတယ်။ဒါတွေကတော့တရုတ် social media company တွေရဲ့ခေါင်းပုံဖြတ်တာကိုခံနေရတာပါ
ဒါကြောင့်ညဘက်တွေမှာမအိပ်ဘဲနဲ့လမ်းမတွေပေါ်မှာပလက်ဖောင်းဘောင်းဆောင်ကနေပြီးတော့လိုက်လွင်ပြီးတော့ပတ်စံချကြတာပဲဖြစ်ပါတယ်။တရုတ်ဆိုရှယ်မီဒီယာကုမ္ပဏီတွေမှာအခုလက်ရှိအဆိုးဝါးဆုံးဖြစ်နေတဲ့တစ်ခုကတော့တရုတ်ရဲ့ influencer factory ဆိုတဲ့အကြောင်းပါ။အဲဒီစက်ရုံကလူတွေကိုစက်ရုပ်တွေလိုမျိုးတန်းစီပြီးလိုက်လွင်ပြီးပတ်စံချခိုင်းတာပါ။နောက်ပြီးတော့အလုပ်သမားတွေကိုလုံလောက်တဲ့လစာမျိုးမပေးဘဲနဲ့မတန်တဆခိုင်းထားကြတာပဲဖြစ်ပါတယ်။စက်ရုံမှာလိုက်လွင်ပြီးဈေးရောင်းပေးရတဲ့အလုပ်သမားတွေကတရက်ကိုမှ3ရက်မဲရကြတာဖြစ်ပါတယ်။စက်ရုံထဲမှာရှိတဲ့အလုပ်သမားတွေကကုမ္ပဏီရဲ့ကုန်ပစ္စည်းပေါင်း1000ကျော်လောက်ကိုရောင်းပေးနေရပေမဲ့ပေးတဲ့လစာကတော့တော်တော်လေးကိုနည်းတာပဲဖြစ်ပါတယ်။ဒါပေမဲ့လည်းစားဝတ်နေရေးမပြေလည်မှုတွေကြောင့်တရုတ်စထရီမာတွေကဒီမှာပဲဆက်ပြီးလုပ်နေကြတာပဲဖြစ်ပါတယ်။တချို့လမ်းပေါ်မှာစထရီမလုပ်နေတဲ့သူတွေကြတော့လေတစ်ချိန်ချိန်မှာနာမည်ကြီးပြီးတော့အောင်မြင်သွားမလားဆိုတဲ့မျှော်လင့်ချက်နဲ့ဆက်လုပ်နေကြတာပါ။တရုတ် influencer တွေအထူးသဖြင့် main ကလေး influencer တွေကလုံအားခကောင်းမှုဖြတ်ခံနေရတာတွေအပြင်အဲ့ဒီထက်ပိုဆိုးတဲ့လိမ်မိုင်းဆိုင်ရာနှောက်ယှက်စော်ကားခံရမှုတွေကိုလည်းကြုံတွေ့နေရတာမျိုးတွေရှိပါသေးတယ်။တရုတ် influencer အမျိုးသမီးတွေ10ယောက်မှာ10ယောက်လောက်ကလိမ်မိုင်းဆိုင်ရာစော်ကားမှုနဲ့ရင်ဆိုင်နေကြရပါတယ်။တယောက်နဲ့တယောက်အခြေအနေမတူပေမဲ့တချို့ဆိုရင် internet live တွေကနေကြည့်ရင်ဆွဲလန်းပြီးတော့အပြင်လောကမှာနောက်ရောက်ခံလိုက်ခံရတဲ့အဖြစ်အပျက်တွေအများကြီးရှိနေတာပါ။တချို့ကြတော့လည်းအရင်မဆိုးဝါးပေမဲ့ကိုယ့်ဘက်မှာစော်ကားတဲ့စကားတွေဝင်ရေးပြီးတော့ဆဲဆိုကြတာပါ။နောက်တစ်ခုကတရုတ်ပြည်ရဲ့ internet platform တွေမှာဖြစ်တဲ့လိမ်မိုင်းဆိုင်ရာစော်ကားခံရတဲ့အမှုတွေနဲ့သူတို့နိုင်ငံရဲ့ပုံရိပ်ကိုထိခိုက်စေတဲ့သတင်းမျိုးဆိုရင်အစိုးရကလူသိရှင်ကြားကြေညာတာမျိုးတွေမရှိသလောက်နည်းပါတယ်။ဒါကတရုတ်နိုင်ငံရဲ့သတင်းဆိုးတွေကိုနိုင်ငံတကာကလူတွေသိရဖို့အတွက်ခက်ခဲသွားစေပါတယ်။အဲ့ဒီထဲမှာကိုရီးယားစထရီမာတယောက်ကဟောင်ကောင်မှာအမျိုးသားတယောက်ရဲ့ကိုထီလက်ရကျူးလွန်မှုကိုကြုံတွေ့ခဲ့ရတဲ့ဖြစ်ရပါ။ဒါဆိုရင်ဒီလိုစော်ကားခံရတာနဲ့ပတ်သက်ပြီးတော့စထရီမာတွေလူသိအောင်ဘာလို့မလုပ်တာလဲ။တရုတ်ပြည်မှာ CAC ဆိုတဲ့ Cyberspace Administration of China ကထုတ်ပြန်ထားတဲ့စီးမြင့်တွေအရအခုလို social media platform တွေမှာဖြစ်တဲ့စော်ကားမှုတွေကိုမိနစ်တိုင်းအတွင်းမှာဖျက်ချပစ်တာပဲဖြစ်ပါတယ်။နောက်ပြီးတော့ဒီလိုသတင်းတွေကိုပေါ်ထုတ်တဲ့သူတွေကိုဆိုလို့ရှိရင်လည်းအဲ့ဒီ platform တွေကနေရာသပန်3ခွင့်ပေးလိုက်တာမျိုးနဲ့အစိုးရကတရားစွဲတာမျိုးတွေကိုကြောက်လို့မပေါ်ထုတ်ရကြပါဘူး။ဒီအချက်တွေကတရုတ်က influencer တွေကိုစိတ်ပိုင်းဆိုင်ရာမကျန်းမာမှုတွေဖြစ်လာစေတဲ့အထိကိုဆိုးရပါတယ်။အခု2025ခုနှစ်ကောက်ယူထားတဲ့စစ်တမ်းတွေမှာဆိုရင်တရုတ် influencer တွေရဲ့60%လောက်ကပူပန်ကြောင့်ကြမှုတွေနဲ့စစ်တပ်ရောဂါခံစားနေရတယ်လို့ဖော်ပြထားပါတယ်။ဒါတွေကတရုတ်ပြည်ရဲ့ streaming platform လောကကြီးကတဖြည်းဖြည်းနဲ့ပိုပြီးဆိုးရွားလာနေပြီဆိုတဲ့သက်သေတွေပါ။တစ်ဖက်မှာပြန်တွေးမယ်ဆိုရင်လည်းဒီအကြောင်းတွေကလူတွေရဲ့ social media platform တွေကိုငွေရဖို့အတွက်အသုံးချမှုတွေကြောင့်ဖြစ်လာတဲ့ဆိုးကျိုးတွေပဲဖြစ်ပါတယ်။ social media အသုံးချတဲ့အပေါ်မှာပတ်စံရရုံနဲ့လူတွေကိုအသုံးချနေတဲ့ property ပုံတွေကလည်းမကောင်းတဲ့အချက်တွေကတစ်ခုပဲဖြစ်ပါတယ်။ဒါတွေကတရုတ်ပြည်တစ်ခုထဲမှာမဟုတ်ဘဲနဲ့ကျမတို့နိုင်ငံအပါအဝင်တကမ္ဘာလုံးမှာဖြစ်နေတဲ့ဖြစ်ရတစ်ခုပါ။ property ပုံဆိုတာကမရှိစင်းရဲသားတွေကိုအသုံးချပြီးတော့သူတို့တွေရဲ့ကောင်းကျိုးအတွက်ပတ်စံတွေလှူတာအစားအသောက်တွေလှူပြတာမျိုးပါ။အဲ့ဒါတွေကို internet ပေါ်မှာ live လွှင့်ပြီးတော့လူမသိသိအောင်လှူပြပြီးတော့ view တွေ follower တွေတက်အောင်လုပ်ကြတာပဲဖြစ်ပါတယ်။နာမည်ကြီးပြီးတော့ follower များဖို့အတွက်အပြင်နိုင်ငံရေးပိုင်းမှာလည်းလူတွေကိုဆွဲဆောင်မှုအတွက် internet မှာလိုရာတက်ကိုပို့ပြီးတော့ဖော်ပြတာမျိုးလည်းလုပ်ကြပါသေးတယ်။ဆိုတော့အခုပြပြသွားတဲ့တရုတ်နိုင်ငံရဲ့ streamer လောကမှာဖြစ်ပျက်နေတဲ့အကြောင်းတွေလိမ်မိုင်းဆိုင်ရာစော်ကားခံရမှုတွေခေါင်းပုံဖြတ်ခံရတာတွေကလူတွေရဲ့ social media ကနေပြီးတော့ငွေရဖို့အတွက်ငွေနောက်လိုက်ရကနေဖြစ်လာခဲ့တဲ့ဖြစ်ရဆိုးတွေပဲဖြစ်ပါတယ်။ဒီဖြစ်ရဆိုးတွေကတဖြည်းဖြည်းပြောင်းလဲလာနေတဲ့ internet ခေတ်ကြီးကြောင့်ဖြစ်လာတဲ့အဆိုးကျိုးတွေပါ။အခုနောက်ထောင်နေတဲ့လူတွေရောဒီလိုမျိုးပြောင်းလဲလာနေတဲ့တရုတ်ပြည်ရဲ့ social media ကဖြစ်ရဆိုးတွေအကြောင်းနဲ့ပတ်သက်ပြီးတော့ဘယ်လိုထင်မိကြလဲ။ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့ထင်မြင်ချက်တွေအတွေ့အကြုံတွေကို comment မျှဝေပေးသွားခဲ့ပါအောင်ရှင်။